အဓိကတော့ပါလဲဆိုတော့ကျွန်တော်တို့ financial product တွေ fintech တွေမှာဆိုရင် KYC ကအရေးကြီးပါတယ်အဲ့ဒါကအခုဒီမှာကြုံလုံးစကားတစ်ခုပြောလိုက်ပါမယ်ကျွန်တော်တို့ big data လို့ခေါ်ပါတယ်ဆိုတော့ဘာဖြစ်လို့ Google တို့ကချမ်းသာပြီးချမ်းသာရတာဘာဖြစ်လို့ Facebook တို့ကချမ်းသာပြီးချမ်းသာရတာလဲဘာဖြစ်လို့ခုနကပြောသလိုပဲဒီကျွန်တော်တို့ဒီTencent ကထုတ်တဲ့ WeChat တို့ဘာဖြစ်လို့ချမ်းသာပြီးချမ်းသာရတာလဲဘာလို့သူတို့မှာ billion နဲ့ရှိတဲ့ customer data တွေရှိတယ်တန်းရာနဲ့ရှိတဲ့ customer data တွေရှိတယ်အဲ့ဒီ customer data တွေကိုအကျိုးရှိရှိအသုံးချတဲ့အတွက်ကြောင့်ခုနကပြောတဲ့ KYC ဆိုတာ know your customer အဲ့ဒီ data တွေကိုအခုဘာပဲရောင်းရောင်းမုံစိမ့်မောင်ပဲရောင်းရောင်းမိုးငါပဲရောင်း customer data ကိုကောက်ထားပါတစ်ချိန်ကြာလို့ရှိရင်ကိုယ့်ရဲ့မိုးငါစားတဲ့လူကဘယ်ချိန်မှစားတတ်တာလဲသူကအကျော်နှစ်ခုစားတာလားဘဲဥနဲ့စားတာလားဆိုကိုသိတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဒီ big data ကတစ်ချိန်ကြာလို့ရှိရင်အရေးကြီးပါတယ်နောက်တစ်ခုကတော့ကိုဘာပစ္စည်းပဲရောင်းရောင်းဒီ data မရှိလို့မရပါဘူးအဲ့ဒါကြောင့်ဒီ data ကောက်တဲ့ဟာအရေးကြီးပါတယ် marketing service marketing research လုပ်တဲ့ဟာမှာလည်းအရေးကြီးပါတယ်ခင်ဗျ market research ဆိုတာကတကယ်တမ်းတော့ product မထွက်ခင်လောက်ရပါတယ်အဲ့ဒါကြမှာခုနကကျွန်တော်ပြောသလိုပဲဒီဈေးကွက်ထဲကလိုအပ်တဲ့ဟာဘာလဲဈေးကွက်ထဲက customer တွေကဘာအယောင်ကိုကြိုက်ကြလဲဘလို့အရတာကိုကြိုက်ကြလဲကျွန်တော်တို့မြန်မာပြည်ကစားထုတ်တဲ့အချိန်တော့မြန်မာပြည်ကမထွက်ခင်ဘယ်လောက်အချိန်ယူရလဲဆိုတော့3နှစ်အချိန်ယူရပါတယ်ဆိုတော့အဲ့ဒီ3နှစ်အတွင်းမှာသူတို့ market research ကိုအကြီးကြီးလုပ်ပါတယ်ဒေါ်လာကိုလည်းတန်းနဲ့ချီသုံးပြီးတော့ research လုပ်ပါတယ်အဲ့ဒါကြောင့်မြန်မာပြည်ကအခုချိန်ထိအောင်မြင်တာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်လုပ်ငန်းတော်တော်များများမှာ market research ကိုမသုံးကြဘူးခုနကပြောတဲ့ planning အတွက်ကိုအချိန်မပေးကြဘူးထုတ်လိုက်တာပဲလုပ်လိုက်တာပဲပြီးတော့အဲ့ product ကမပေါက်ဘူးအဲ့ product ကကွဲရောဆိုတော့အချိန်တွေလည်းကုန်တယ်ပတ်စံတွေလည်းကုန်တယ်လူတွေလည်းပင်ပန်းတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီမှာကိုယ်ပိုင်စီးပွားရေးလုပ်မဲ့လူတွေကိုယ်ပိုင် business လုပ်မဲ့လူတွေဆိုရင် market research အရင်လုပ်ပါလို့ကျွန်တော်